ဆောင်းရာသီမှာချောင်းဆိုးနှာစေးလဲချောင်းနာတာတွေဖြစ်နေတယ်။ဆေးဆိုင်သွားရင်ငွေကုန်တယ်။ဒါကြောင့်ဒီနေ့အိမ်မှာဂျင်းဆိုင်တွေကိုပြောပြပေးမယ်။ဂျင်းကတစ်ခါဆိုင်ရင်2နှစ်ကနေ3နှစ်ထိနှစ်စဉ်ရိတ်လို့ရတဲ့နှစ်ရှည်ခန့်အပင်ပါ။ဆိုင်ကြီးကလွယ်ကိုပါတယ်။ပထမဆုံးဂျင်းအစီရွေးချယ်ခြင်း။စူပါမားကတ်ကဂျင်းကိုသုံးလို့ရပါတယ်။အဖူးလေးတွေပါတဲ့ဂျင်းကိုရွေးပါ။ဒုတိယဂျင်းကိုအတုံးလေးတွေလှီးပါ။တတုံးမှာအဖူး2ဖူးကနေ3ဖူးပါအောင်လှီးပါလှီးပြီးရင်တညလုံးအရိပ်ထဲမှာထားပါအနာကျအောင်ပါတတိယအိုးပြင်ဆင်ပါအနက်10လက်မကနေ12လက်မရှိတဲ့အိုးတစ်လုံးယူပါအောက်ခြေမှာအပေါက်ဖောက်ထားဖို့မမေ့ပါနဲ့စတုထမြေအရောနော်ဥယျာဉ်မြေတစ်ပိုင်းမြေဆွေးတစ်ပိုင်းသဲတစ်ပိုင်းရောပါဂျင်းကရေစီးရလာကောင်းတဲ့မြေကိုကြိုက်ပါတယ်ပြင်စမဂျင်းဆိုင်ပါမြေထဲမှာ2လက်မကနေ3လက်မအနက်ထိတူးပါဂျင်းအတုံးကိုအဖူးအပေါ်ဘက်မျက်နှာမှုအောင်ထည့်ပါမြေဖုံးပါရေဖြန်းပါဂျင်းကတစ်စိတ်တစ်ပိုင်းအရိပ်ကိုကြိုက်ပါတယ်နေအောင်တိုက်ရိုက်မကျတဲ့နေရာမှာထားပါအကြံပြုချက်တစ်ခုပြောမယ်ဂျင်းပင်ကိုရေများများမလောင်းပါနဲ့မြေဆူဆွတ်နေအောင်လောက်ပဲလုံလောက်ပါပြီရေများလို့ရင်ဂျင်းဦးပုတ်သွားတတ်ပါတယ်နောက်ထပ်အကြံပြုချက်ဂျင်းပင်ကပိုးမွားကြရောက်မှုနည်းပါတယ်ဒါပေမဲ့သူ့အနားမှာပင်စိမ့်နဲ့နန်းနန်းပဲနဲ့အတူစိုက်ပြီးရင်ပိုးမွားတွေလုံးဝမကြရောက်တော့ပါဘူးလူအများဆုံးမေးတဲ့မေးခွန်းဂျင်းကိုဘယ်အချိန်မှတူးရမလဲအဖြေကတော့စိုက်ပြီး8လကနေ10လအကြာမှာဂျင်းရွက်တွေညှိုးပါလာရင်တူးလို့ရပါပြီတူးတဲ့အခါဂျင်းဦးတစ်ချမ်းကိုခြံထားရပါနောက်နှစ်မှာပြန်ပေါက်ပါလိမ့်မယ်ဒါကြောင့်ဂျင်းကိုတစ်ခါစိုက်ရင်နှစ်ချီရိတ်လို့ရတာပါနောက်ထပ်မေးတဲ့မေးခွန်းဂျင်းလက်ဖက်ဘယ်လိုဖြော်ရမလဲအဖြေကဂျင်းကိုပပလေးပါရေနှစ်ခွက်ထဲထည့်ပြီး10မိနစ်ခန့်ပြုတ်ပါပြီးရင်ပြားရည်နဲ့အတန်ပြားရည်အနှဲငယ်ထည့်ပါတစ်နေ့2ကြိမ်ကနေ3ကြိမ်တောက်ပါချောင်းဆိုးလဲချောင်းနာတာ3ရက်အတွင်းတက်တာပါလိမ့်မယ်နေ့စဉ်9မိနစ်စာလေ့လာပြီးကိုယ်တိုင်စိုက်ပျိုးတတ်တဲ့တီးပင်စားပင်စိုက်ပျိုးခြင်းတယောက်ဖြစ်အောင်လေ့လာထားလိုက်ပါဖားလို့လောက်ထားနော်